ချစ်တီတွေကိုဝေခွင့်မှာမဲလိုက်သွားမယ်တင်းနေမြောင်ပြည်သူများလုံးမိလာမြောင်ရွှေရော iMac ခွန်ရှေကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဟာစတီတီအောင်ပြီးခဲ့တဲ့ချန်ပီယံရှစ်ရာသီမှာအစင်းချောင်းနေရာနဲ့ပလေးအော်ဝင်ရခဲ့ပြီး9နှစ်အကြာမှာပရီးမီးယားလိဂ်ကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီပြစာချင်းဂျာကီရိုဘေးအတွက်ကြီးမားသောစင်ခေါ်မှုကတော့အပြောင်းရွှေ့စေကွက်မှာတခြားတက်တဲ့အသင်းတွေလောက်ငွေကြေးသုံးစွဲနိုင်ခြင်းမရှိတာနဲ့လက်ရှိရင်ဆိုင်နေရတဲ့ဆိုးဝါးလုံးနဲ့တရားသနာတွေပဲပါတယ်ဖွင့်ပွဲအစင်မှာရင်ပွဲထွက်ကစားနိုင်ဖို့မသေးကြတဲ့ကစားသမား9ဦးထိရှိနေပါတယ်။တိုင်းစစ်မှာတော့ပြီးခဲ့ရာသီက18ဂိုးသွင်းယူပေးခဲ့တဲ့မက်ပန်နီကိုအားထားရမှာပါ။ပြီးခဲ့ရာသီမှာအဆင့်3နေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့မိုက်ကယ်ကာရစ်ဟာအခုရာသီမှာအမြဲတမ်းနီးပြအဖြစ်ပထမဆုံးအပြည့်အဝရာသီကိုကင်တွယ်ရမှာပါတယ်။ United အနောက်26ခုနှစ်အတွင်းပရီးမီးယားလိဂ်မှာအမှတ်အများဆုံး40မှတ်ရယူထားနိုင်တဲ့အသင်းဖြစ်သလိုဒါလီတိုချေဆန်းပွဲမှာလည်းအတတီကိုမန်ထွေးကော်အနိုင်ရတာ PSG နဲ့တည်ကြတာစားတဲ့ရလက်အကောင်းတွေကိုပိုင်ဆိုင်ထားတာကြောင့်ယုံကြည်မှုအပြည့်ရှိနေပါတယ်။ United ဘက်မှလည်းတရားမနာတချို့ရှိနေပါတယ်။ဒါပေမဲ့ကားရရဲ့၄နှစ်တောင်းတကစားကွက်မှာကွင်းလယ်အသင်းအပြင် Luis Tielemans နဲ့ Andre Santos တို့ပွဲထွက်လာဖို့ရှိနေပြီးတိုင်းစစ်မှာတော့ရာသီအကျော်၄ပွဲကစား3ဂိုးသွင်းထားတဲ့ Brian Mbeumo က Bruno Fernandes, Amad Diallo, Matías Cunha တို့နဲ့တွဲဖက်ပြီး Husky ခံစစ်ကိုဖိအားပေးသွားမှာပါ။ဒီနှစ်သိန်းသမိုင်းတစ်လျှောက်18ကြိမ်တွေ့ဆုံမှုရမှာ United က13ပွဲနိုင် Husky က3ပွဲနိုင်ပြီး2ပွဲတင်ကြတာပါတယ်။ပရီးမီးယားလိဂ်မှာတွေ့ဆုံခဲ့တဲ့နောက်ဆုံး10ချိန်မှာ Husky ဟာ United ကိုတစ်ချိန်မှအနိုင်မရခဲ့ပါဘူး။ Husky ဟာကွင်းလယ်လို McCrew ကိုအားပြုပြီးခံစစ်ကိုပိတ်ဆို့ကစားဖို့ကြိုးစားပါလိမ့်မယ်။ McCrew ဟာပြီးခဲ့တဲ့အရာသီချန်ပီယံရှစ်မှာဝါကတ်73ကန်အထိပြသခံခဲ့ရပြီးဖျက်ထုတ်မှုကျန်တဲ့ကစားမှဖြစ်တာကြောင့် United ကွင်းလယ်နဲ့အကျိတ်နဲ့ရှိလာနိုင်ပါတယ်။ဒါပေမဲ့ Husky ရဲ့ဒဏ်ရာရစီးရင်ရှည်လျားလွန်းတာနဲ့ United အတိုင်းစစ်အင်အားကွာဟမှုတွေကြောင့်ဒီပွဲဟာ United အတွက်2-0ဒါမှမဟုတ်2-1နဲ့လွယ်ကူတဲ့နိုင်ပွဲတစ်ပွဲဖြစ်လာဖို့တေချာသလောက်ရှိနေပါတယ်။ဒါ့အပြင်ခြေစွမ်းပြနေတဲ့အမ်ဘူမိုဂိုးသွင်းယူသွားဖို့အလားအလာအရန်ကောင်းနေပါတယ်။မိတ်ဆွေတို့ရောဘယ်လိုချင်လဲဘယ်တင်းနိုင်မလဲကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးခဲ့ကြပါဦး။